Hello, Mingla no. Dini Zoom tema pare lu lu yishunamane no sate. Aku chanu leila pame konsingkaro. Dima amui maya to tu mya niya mi niya. Amui maya re luri niya re niya. Keting chino yane. Amui maya. Amui maya rin pe pong pe ni niya male. Eri achangku leila pame pide. Era amwe ya on le tika ne ju doare. Amwe maya on le tika ne be ju doare. Tawra atekku le tika ka ne be ju doare. Era ko chenru yongchi turi along. Tini chenru ketin chin ya pire chema Korea atata kong kong ti bi sui. Ku yue che ban kwi phya ka pi tha de. Da chok era ko yue che pi ma chen ru pe lu atashina mle. Pe pong ne ni pe pong ku phya ni tat de le chai de le. Era ko chen ru leila twa ni de tingkan sa ri phi de. Di ni mne le eri lang chong ku kong kong ayu sai pi ma wi nga twa me. Cheno ka o amyang piong sura at kong wi nga ni de. Ero atane song cheno le no nene shop pi ma bo no kong le chi le ti amui me ya re lang chong ko chen ru ta po pong shin toa pi so yin ki ha chin lo ya me chen ro alu be sin chin tha le ke era ko chen ro sa le la ro me no amui me ya on no amui me ya on ba ka si ta le amui ya on ba ka pe lang chong le thwe ya me chen ru ti niလေ့လာနေတာဖြစ်တယ်အခုအမွေရတဲ့လမ်းကြောင်းအစင်းစိတ်ကျွန်တော်ဝင်ငါပြီအခုအမွေမရတဲ့လမ်းဦးကြောင်းဒီအကျော်လိုက်လေ့လာအဲ့ဒါမှကိုကြီးဟာချင်းလို့ရမယ်လမ်းကြောင်းကိုပြောင်းလို့ရမယ်နော်အဲ့ဒါကိုကျွန်တော်ဆက်ပြီးမှကျွန်တော်အယုံဆက်ပြီးမှဟိုခံယူစေချင်တယ်ကဲအခုအမွေမရတဲ့လူတွေကတီကပါမီကြီးမှာပဲအစိမ့်မှရှိလို့ပဲအစိမ့်မှရောက်သွားတယ်ဆိုတာတခုပြီးတခုလေ့လာတော့မယ်ကဲအခုကျွန်တော်လေ့လာမှအခြေခံကနေကျွန်တော်တပေါ်ပုံပြောမှရမယ်ဘုရားပထမကတင်ချင်းရရင်လူဤဝိညာဉ်ထဲမှာဖျားခြင်းဟုတ်တယ်လူဝိညာဉ်ထဲမှာဖျားဝိညာဉ်ခြင်းဟုတ်တယ်အဲ့ဒါလူဤဝိညာဉ်ထဲမှာဖျားခြင်းဟုတ်ဖို့အတွက်ဘာလုပ်ရမလဲနော်အေးအဲ့ဒါကြောင့်ကိုကျွန်တော်လေ့လာမယ်နော်ကျမ်းစာထဲမှာယေရှုခရစ်တော်လို့ဖျားလို့မဲ့အလို့နဲ့လူလို့မဲ့အလို့အပိုင်းခွဲထားတာကျွန်တော်တွေ့ရလိမ့်မယ်ကဲပြာဒီကျမ်း3အငယ်20အခန်းကြီး3အငယ်20ဖတ်ပြအောင်နော်ငါသည်တကားရှိမှရဲ၍ခောက်လျက်နေ၏အကျဉ်သူသည်ငါ၏တန်ကိုကြား၍တကားကိုဖွင့်အံ့ထိုသူရှိရာသို့ငါဝင်၍သူနှင့်အတူစားတောက်မည်သူသည်လည်းငါနှင့်အတူစားတောက်ရလိမ့်မည်အာမင်ငါတီတကားရှိမှရရခေါက်လျက်နေအကျဉ်သူတီငါ၏အတန်ကိုကြားတကားကိုဖွင့်အံ့ထိုသူရှိရာသို့ငါဝင်သူနဲ့အတူစားတော့မည်သူဒီလည်းငါနဲ့အတူစားတော့မယ်ကဲတကားခောက်ဖို့ဖျားတံဖွင့်ပေးဖို့ဒီနေ့အရုတံကဲဖွင့်ပေးသူဝင်လာအဲ့တော့ကျွန်တော်တို့ဒီနေ့တကားဘယ်လိုခောက်လဲနော်တကားဘယ်လိုခောက်တယ်လဲယောမဩရစာအခန်းကြီး30အငယ်19ယောမဩရစာအခန်းကြီး30အငယ်19သို့သော်ငါသည်သင်၏
တို့ဖြစ်၍ယုံကြည်ခြင်းသည်ကြားနာခြင်းအပြင်ဖြစ်၏ကြားနာခြင်းသည်လည်းဘုရားသခင်၏စကားတော်အပြင်ဖြစ်၏ ကဲယုံကြည်ခြင်းဒီကြားနာခြင်းအဖြစ်ဖြစ်ကြားအောင်ဖျားလို့တာအဲ့ဒါတကားခေါ်တာကြားနာခြင်းဒီလည်းဖျားစကားပြတယ်အဲ့တော့ဖျားစကားကိုဘယ်လိုကြားအောင်လုပ်တယ်ဆိုလူကိုတုံးတာယောမ30အငယ်14 15ဖတ်ပြအောင်နော် ရောမခန်းကြီး30 14 15တို့ရတွင်မယုံကြည်လျင်အဘယ်သို့ပထနာပြုနိုင်မည်နည်းတည်မကြလျင်အဘယ်သို့ယုံကြည်နိုင်မည်နည်းဟောပြောသူမရှိလျင်အဘယ်သို့ကြားနိုင်မည်နည်းလူကိုမစေလွတ်လျင်အဘယ်သို့ဟောပြောနိုင်မည်ကိုသူနှင့်အညီကျမ်းစာလာသည်ကညိတ်သက်ချင်း၏ဝမ်းမြောက်စရာတည်င်းကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာတည်င်းကိုကြားပြောသောသူ၏ခြေတို့သည်အလွန်တင့်တယ်စွာစကားဟူလာတည် ကဲမယုံလင်ဖျားဘယ်လိုလို့ဆိုတော့မလဲတရင်မကြားလင်ဘယ်လိုလို့ယုံလဲဟောပြောတော့သူမရှိနဲ့ပေတို့ဟောကြားမလဲလူကိုမစေလို့လင်ဘယ်လိုလို့ကြားမလဲကဲတင်ချင်းချမ်းသာတရင်ကောင်းကြပြောတဲ့ချီတော့ကအမတမလာတယ်ဒါကြောင့်ဒီနေ့ဖျားပင်ကနော်ဒီနေ့တကားခေါက်ချင်းဖြစ်တယ်လူကိုစေလို့ပြီးမှဒီနေ့ဟောခင်းတယ်ပိုင်ရှင်ကအဲ့ဒါကိုပိုင်ရှင်ကဘယ်လိုလုပ်ရလဲဆိုနော်ယောမအခန်းကြီး30ကိုစတိကိုဖတ်အောင်ကိုကနေစတိဖတ်အောင်နော် ဘယ်သို့နည်းမှုကတင်းသည်သခင်ယေရှုကိုနှုတ်ဖြင့်ဝန်ခံ၍ဖျားသခင်သည်သူ့ကိုတည်ခြင်းမှထမြောက်စေတော်မူပြီးဟုစိတ်နှလုံးထဲ၌ယုံကြည်လျင်ကဲ့တင်ခြင်းသို့ရောက်လိမ့်မည်ဖြောင့်မတ်ရာသို့ရောက်ခြင်းကစိတ်နှလုံးဖြင့်ယုံကြည်ရ၏ကဲ့တင်ခြင်းသို့ရောက်ခြင်းကနှုတ်ဖြင့်ဝန်ခံရ၏ကျမ်းစာလာသည်ကထိုကြောက်ကိုအမိပြုသောသူမည်သည်ကရှက်ကြောက်ခြင်းမရှိနိုင်ရဟုလာသည်အာမင် ကဲအခုတော့တင်တီသခင်ယေရှုကိုနှုတ်ဖြစ်ဝန်ခံ၍နော်အဲ့တော့စိတ်နှလုံးထဲနဲ့ယုံနှုတ်နဲ့ဝန်ခံရင်ကဲ့တင်ခြင်းရမယ်တဲ့ကဲ့တင်ခြင်းရတယ်အဲ့တော့ဖြောင့်မတ်ရာတို့ရောက်ဖို့စိတ်လုံးနဲ့ယုံကြည်ရတယ်တဲ့ကဲ့တင်ခြင်းရောက်ဖို့အတွက်နှုတ်ဖြစ်ဝန်ခံတယ်ဘာလို့နှုတ်နဲ့ဝန်ခံတယ်လဲတိယောနိအငယ်25ဖတ်ပြအောင်နော် ငါတို့အားပေးတော်မူသောဂတိတော်မူကားထာဝရသက်ကိုဝန်ခံတော်မူသောဂတိတော်ပေတည်း ငါတို့အပေးတော်မူသောဂတိတော်ကိုကတဲ့ထာဝရတက်ကိုဝန်ခံခြင်းနှုတ်တဲ့ဝန်ခံဆိုတာလေထာဝရအတက်ကိုဝန်ခံခြင်းဖြစ်တယ်တဲ့အဲ့ဒါကပထမချီလန်ကနဲ့ကျွန်တော်အစစ်စစ်ကျွန်တော်လေ့လာပြီးမှပေစီမဆိုပေရောက်တဲ့အခုကျွန်တော်တေကိုအရေးကြီးလို့ဝင်ငါသွားနေဖြစ်တယ်ထာဝရတက်ဝန်ခံတယ်တိယောငါစတိကနေ73ဖဲအောင် တသက်ခံတော်မူချက်ဟုမူကားဘုရားသခင်သည်ငါတို့အားထာဝရသက်ကိုပေးတော်မူ၏ထိုသက်သည်လည်းသားတော်၌ပါ၏သားတော်ကိုရသောသူသည်အသက်ကိုရ၏ဘုရားသခင်၏သားတော်ကိုမရသောသူမူကားအသက်ကိုမရဘုရားသခင်၏သားတော်ကိုယုံကြည်သောသင်တို့သည်ထာဝရသက်ကိုကိုယ်တိုင်ရသည်ဟုသိစေခြင်းကဤရာများကိုသင်တို့အားငါရေး၍ပေးလိုက်၏ဒီနေ့တက်တီခံတော်မူချက်မူကဘုရားခင်ဒီငါတို့ထာဝရအတက်ကိုပေးတယ်အဲ့ဒီအတက်ကလည်းသားတော်မှာပါတယ်သားတော်ကိုရတော့သူထာဝရတရားသားတော်မရရင်ထာဝရတမရအောင်သားတော်ယုံကြည်တော့တင်တို့ဒီထာဝရအတက်ကိုတိုင်ရသည်ဒါဆိုရင်ထာဝရအတက်ကိုတိုင်ရတယ်မတေခင်မှာနော်တေပြီးမှမရဘူးကောင်းကင်ယူသွားတမြဒီကပါကနေယူသွားတာဒီကပါမီကြီးပေါ်မှာအသက်ရှင်လုံးပဲရောက်ယူသွားတာအလုတေချာစစားနော်အဲ့ဒီထာဝရတဲ့ရန်ပဲအစိလဲဆိုတာကျွန်တော်ဝင်ငါမယ်ယောမရှိအငယ်56ဖက်အောင်ယောမရှိအငယ်56ရောမခန်းကြီးရှစ်ငယ်15-16အကြောင်းမူကားသင်တို့သည်တဖန်ကြောင်းတက်သောကျွန်၏သဘောကိုရကြသည်မို့အပဟုခေါ်ရသောခနှင့်တားဖြစ်ခြင်းသဘောကိုရကြပြီငါတို့သည်ဖျားသခင်တားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏ကဲငါတို့ဖျားတားဖြစ်ပြီးဟုဝိညာဉ်တော်သည်ငါတို့
ဤဝိညာဉ်နဲ့အတူတက်တည်ဝိညာဉ်ထဲမှာဖျားရောက်လာတာဖျားတက်တည်လေအဲ့ဒီလူရဲ့ဝိညာဉ်ထဲမှာဖျားရောက်လာရင်ငါတို့ဝိညာဉ်ထဲကနဲ့ငါတို့စိတ်ထဲကနဲ့ခန္ဓာကိုယ်ထဲကနဲ့အပါလို့ခေါ်ချင်တော့စိတ်ကိုပေးတယ်ယေရှုမတိုင်မီတမဟောင်းမှာလူကနေဖျားအပခေါ်လို့မရယေရှုခန္ဓာကိုယ်တက်တော်ထင်ရှားစေမှာယေရှုကိုယ်တဲ့အပလို့ခေါ်တော့ဣတရီလလူမျိုးတွေကြောက်ခဲတဲ့ကင်ပြမှာသူ့ကိုပြစ်ဖို့လုပ်ကြတယ်ဘာပြစ်စီလို့အပြစ်လို့ကျွန်တော်ကြောက်ခဲနေတော့ဘလဲဆိုတော့မဲလူဖြက်တာနဲ့ဖျားကိုအပဘာလို့ခေါ်တယ်အေးတမဟုတ်မှာခေါ်လို့မရဘူးဘာလို့ခေါ်လို့မရလူဝိညာဉ်ထဲမှာဖျားမရှိသေးဘူးလူဝိညာဉ်ထဲမှာဖျားရောက်မှအပလို့ခေါ်ပိုင်ခွင့်ပေးတာတဲ့တဆူကောင်းကင်နိုင်ငံတော်လို့ရပြီလူဝိညာဉ်ထဲမှာဖျားရောက်ပြီအေဖက်တိ73ဖာပေးမယ်အေဖက်တိ73ဒီဖက်ခံကြီးတဲ့73 14တင်တို့သည်လည်းကဲတင်တော်မူခြင်းအကြောင်းနှင့်ရှင်သောဧဝံဂေလိတရားလေးဟူသောတမန်တရားကိုကြားနာ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှဂရုတော်နှင့်ရှင်သောတန်ရှင်းသောဝိညာဉ်တော်၏တစိခတ်ခြင်းကိုခံရကြပြီပိုင်ထိုက်တော်မူသောသူတို့သည်ဘုန်းတော်ကိုချီးမွမ်းခြင်းအကြောင်းနှင့်ရွေးနှုတ်တော်မူခြင်းတို့မရောက်မီကာလပတ်လုံးထိုဝိညာဉ်တော်သည်ငါတို့အမွေစယံဖြစ်တော်မူ၏အာမင် ကဲအဲ့ဒါကတန်ရှင်းသောဝိညာဉ်တော်တစိရိုက်ပြီတစိဆိုတာဗီဇာနိုင်ငံကူးလက်မှတ်ပေးလိုက်တာနိုင်ငံကူးလက်မှတ်လူက30အငယ်20ဖတ်ပြီးမယ်အဲ့ဒါကတစိရိုက်တယ်ဆိုတာကောင်းကင်ပုံကလာတဲ့တန်ရှင်းသောဝိညာဉ်တော်ကငါတို့ကိုကောင်းကင်တော်လူရတဲ့တစိရိုက်ပြီးတာဥမာအမေရိကန်တွားမယ်ဆိုရင်အမေရိကန်ဗီဇာကိုမြန်မာပြည်တန်ရုံမှာကိုယ့် passport ပေါ်မှာမြန်မာအမေရိကန်ကလွတ်ထားတဲ့ကိုယ်စားလှယ်ရဲ့တစိတော့ပါမှာအမေရိကန်မှာဝင်လို့ရတယ်ဒါကြောင့်ကောင်းကင်ပေါ်နဲ့လွတ်ထားတဲ့တန်ရှင်းသောဝိညာဉ်တော်ကငါတို့ကိုတစိရိုက်တယ်ဆိုတာငါတို့နာမည်ကောင်းကင်စင်ပါတော်ဒီမှာတစိရိုက်တယ်လေလူက30အငယ်20ဖတ်အောင်သို့တော်လည်းနတ်ဆိုးကိုနိုင်ရသောကြောင့်သာဝမ်းမြောက်ခြင်းမရှိကြနှင့်သင်တို့၏နာမည်များသည်ကောင်းကင်စင်ရဲ၌ဝင်သည်ကိုဝမ်းမြောက်ခြင်းရှိကြလော့ဟုမိန့်တော်မူ၏ကဲအဲ့လိုဆိုရင်ကောင်းကင်ပေါ်မှာအသက်စာဆုံးကဘယ်မှာဝင်သွားတယ်လဲဆိုရင်ဒီမှာကြည့်ကောင်းကင်အဲ့ဒီမှာဒီမှာအသက်စာဆုံးကျွန်တော်ပတ်ဝင်ကနေတော့သူတင်ရဲ့အသက်စာဆုံးအမြင့်ဆုံးဒုတိယကကောင်းကင်စင်းဝင်မိရုနာမယ်စင်းဝင်တယ်ကောင်းကင်အဲ့ဒါကဒီနေ့ပါဆိုကောင်းကင်နိုင်ငံမှာစင်းဝင်သွားပြီအဲ့ဒါကဒီအစင်ရပြီဆိုရင်ထာဝရတရားဖယားတာဖြစ်ခွင့်ရတယ်နာမည်စင်းဝင်သွားတယ်ကောင်းကင်ကနဲ့တစိရိုက်တယ်ကောင်းကင်ပေါ်ကနေလာတဲ့တစိရိုက်ယောဟန်အခန်းကြီး1အငယ်7ထိုတူကိုလက်ခံတမျှတော်သူတီဟုတော်ကိုရောကိုယုံကြည်တော်သူကဖယားတာဖြစ်တော့အခွင့်ကိုပေးတော်မူဖယားတာဖြစ်တော့အခွင့်ဆိုတာလေအခွင့်ရတော်သူရွေးချယ်ခွင့်ရှိတော်သူတာပြီးကဲတမီးတစ်ချက်ဖတ်ပြီးအဲ့ဒါနည်းနည်းဆက်ပေးထားမလို့ယောမရှိစခွင့်ပြန်ဖတ်ပြီးတာမှန်လင်အမွေခံဖျားသခင်ဤအမွေခံဖြစ်ကြ၏ခရစ်တော်နှင့်အတူဘုံဝင်စားမည်အကြောင်းထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလိမ့်မည်ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏အာမင်အခုဒီယောဟန်ခန်းကြီးတီအငယ်စနိကလက်ခံခါစတွေ့နာမေကွန်ကင်စင်တွင်ခါစအဲ့ဒါကထိုတူကိုလက်ခံတမျှတော်သူတီဟုတော်ကိုရောကိုယုံကြည်တော်သူတို့ကဖယားတာဖြစ်တော့ခွင့်ရတယ်ကဲဖယားတာဆိုတာအမွေရတဲ့ညာရွေးပိုင်ခွင့်ရှိတယ်ရွေးပိုင်ခွင့်အဲ့ဒါကကိုကလေအခွင့်ရရှိတဲ့
အခွင့်ရေးရထားတော့သူဖြစ်တယ်ဒါပေမဲ့ကိုကတာမှန်တဲ့ညာရွေးမယ်ဆိုရင်အမွေရတဲ့ညာသွားမယ်တာအမွေမရတဲ့ပဲရွေးမယ်ဆိုလဲရတယ်ဒါပေမဲ့မှန်တဲ့လူရွေးတဲ့လူကတာမှန်လေအမွေခံခရစ်တော်နဲ့အတူပုံဝင်စားမိကြောင်းသူတခင်နဲ့အတူဒုက္ခဆင်းရဲခံလေတဲ့အမွေတွေ့တော့သူတခင်နဲ့ဆက်ဆံတော့အမွေခံဖြစ်တယ်တဲ့အဲ့တော့တာမှန်တဲ့လူနဲ့ဒီနေ့အမွေရတဲ့လူနဲ့မရတဲ့လူအဲ့ဒီမှာဒီနေ့ဝိညာဉ်ထဲကနေကျွန်တော်ဆက်ခွဲသွားမယ်ဒီအစင်ရောက်ရင်ပါရောက်တယ်လေနည်းနည်းရှည်လို့နော်တိယောတိခုညမှာဖျားခင်ဤတာတော်ယေရှုခရစ်အသွေးတော်ဒီငါတို့အပြစ်ရှိသည်မြစီကြတော်မူကဲအဲ့ဒါကတီရတဲ့အစိတ်ဝိညာဉ်ထဲမှာဖျားရောက်တဲ့အစိတ်ကဘာရရတယ်လဲဆိုရင်ကျွန်တော်တို့ဒီနေ့တစ်ခုပြည့်တစ်ခုကျွန်တော်လေ့လာတိအပြစ်ခွင့်ချင်းရတယ်ထာဝရတက်ရတယ်ဖျားသားဖြစ်ခွင့်ရတယ်နော်အဲ့တော့အဲ့ဒီလူတွေကဝိညာဉ်ထဲမှာဖျားအမြဲတမ်းရှိတယ်မတ်တဲ့အခန်းကြီးတိအငယ်23မှာယေရှုနာမည်အီမာနွေလကဲခေါ်ရမယ်အီမာနွေလအနတ်တိပေကငါတို့နဲ့အတူရှိတော်မူသောဖျားကဲငါတို့နဲ့အတူရှိတယ်ဆိုတော့ပဲမရှိဆိုလူကြီးဝိညာဉ်ထဲမှာအမြဲတမ်းနေတော့ထာဝရတက်ရပြီဆိုထာဝရတက်ဝက်မို့အတက်ထာဝရအတက်ရပြောပြီအဲ့ဒီလူရသွားတဲ့လူတွေကဲယေရှုပြောတာပြန်သွားမယ်တမိပြန်ဖတ်မတ်တဲ28အငယ်20ဖတ်ပြအောင်ငါသည်သင်တို့အားပေးသမျှသောပညတ်တော်တို့ကိုစောက်ရှောက်စေခြင်းဟာဆုံးမဩရာပေးကြလောငါသည်လည်းကကဘာကုန်သည့်တောင်သင်တို့နှင့်အတူအစင်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏ကဲအဲ့တော့တင်တူကကပါကုန်တိတငါပေးတယ်မြဆုံးမဩရာပေးစေခြင်းကမိရုကိုခိုင်းတယ်ကကပါကုန်တိတောင်တင်တူနဲ့အတူအစင်မပြတ်ရှိတယ်ကဲအဲ့ဒါပဲမရှိတော့လူဤဝိညာဉ်ထဲမှာတီရှိတယ်တီအဲ့ဒီလူတွေကိုယေရှုခရစ်တော်ကဘယ်လူထပ်ပြီးမှအမခံချက်ပေးတယ်လို့ဆိုရင်တမိဖတ်ပြီးမယ်ယောဟန်10အငယ်29ဖတ်ပြအောင်နော်ငါတို့သည်ငါစကားတန်ကိုနားထောင်ရင်ငါနောက်သို့လိုက်ကြ၏ထိုတို့ကိုငါသိ၏ထာဝရတက်ကိုလည်းငါပေး၏ထိုတို့သည်ပျက်စီးခြင်းနှင့်အစင်မပြတ်ကင်းလို့ကြလိမ့်မည်အဘယ်သူမျှထိုတို့ကိုငါလက်မှမနှုတ်မယူရာထိုတို့ကိုငါ၌အပ်ပေးတော်မူသောငါခမည်းတော်သည်ခတ်သိမ်းသောသူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍အဘယ်သူမျှထိုတို့ကိုငါခမည်းတော်၏လက်မှမနှုတ်မယူနိုင်ရာကဲအဲ့ဒါကအဲ့ဒီလူကတင်ချင်ရတဲ့အစင်ကတူခရစ်တော်တူငါတူလို့ဒီငါစကားတောင်ချာငါတော့လိုက်တယ်သူတူရီကိုငါတည်တယ်ထာဝရတက်ကိုလည်းငါပေးတယ်သူတူရီကိုငါလက်ကနဲ့အပေသူများနှုတ်ယူလို့မရဘူးသူများမကငါတက်ချင်မဲ့တော့ငါခမဲတော့ဤလက်မလည်းမနှုတ်မယူနိုင်ရတဲ့အဲ့ဒါကဒီနေ့ကဲတယ်ဆိုတာဖယားကကိုင်တာဖယားကကဲတော့ကြောင့်ဖယားကကိုင်တာနော်ဖယားဖက်ကနေလူကိုကိုင်ထားတာမလွတ်ဘူးတဲ့ဒါဆိုရင်ကဲတင်ချင်ရပြီးဆိုရင်မရှုံဘူးဆိုတာကိုအမခံချက်ပြတာအဖက်လေအငယ်30ဖတ်ပြအောင်ရွေးနှုတ်ခြင်းနေ့ရက်တန်အောင်တင်တို့ကိုသိခတ်တော်မူသောဘုရားသခင်၏တန်ရှင်းသောဝိညာဉ်တော်ကိုစိတ်မနာစေကြနှင့်ရွေးနှုတ်ခြင်းနေ့ရက်တန်အောင်သိခတ်တော်မူသောဘုရားသခင်၏တန်ရှင်းသောဝိညာဉ်တော်ကိုစိတ်မနာစေနဲ့တဲ့ကဲအဲ့တော့ဖျားကဘာလို့လဲဆိုရင်တေတီတိ
ကပါကုန်တယ်ဆိုတာအဲ့ဒါနည်းနည်းပြောမယ်နော်မြန်လုံးနဲ့ကြော်သွားတယ်ကျွန်တော်စိတ်ကနော်ကပါဆိုတာကျွန်တော်နေတဲ့ကပါမြည်ကြီးမဟုတ်ဘူးခန္ဓာကိုယ်ကပါခန္ဓာကိုယ်ကမြည်ကြီးလေကုခန္ဓာမြည်ကြီးကုန်တီတီတစ်စိတ်ရိုက်ထားတာဒါကြောင့်ကပါကုန်တီတော့တီလို့နဲ့အတူရှိတယ်ဆိုတာအဲ့ဒါပြောတာကဲဒါဆိုရင်ရွေးနှုတ်ချင်းနေ့ရက်တောင်တစ်စိတ်ရိုက်ပြီးဒါဆိုရင်ကဲတင်ချင်းကတော့မရှုံးနိုင်ဘူးဆိုတဲ့အာမခံချက်ရှိတယ်ဒါကြောင့်ဒီနေ့ကဲတင်ချင်းရပြီးတဲ့အစဉ်နော်အဲ့လိုထိလုံခြုံမှုပေးတယ်ကဲအဲ့တော့စာတမာနကလူဒီကိုကဲတင်ချင်းမရောက်ဒီမျိုးဆုံးတဲ့နောက်ဆက်ပိတ်မပိတ်တဲ့ကြားထဲမှာဒီအစဉ်ရောက်သွားတယ်အဲ့ဒါတစ်ချက်ဖတ်ပေးပါဦးနိကိုလေးအငယ်3လေးကိုဖတ်ရအောင်နော်နိကိုလေးအငယ်3လေးကိုဖတ်ရအောင်ငါတို့ဟောပြောသောဧဝံဂေလိတရားသည်ဖုံးအုပ်လျက်ရှိလျင်ဆုံးရှုံးခြင်းသို့ရောက်သောသူတို့အားသာဖုံးအုပ်လျက်ရှိ၏ထို့သောမျိုးကြီးသောသူတို့ကဘုရားသခင်ပုံသဏ္ဍာန်တော်ဒီဟုသောခရစ်တော်၏ဘုန်းတည်နှင့်ပြည့်စုံသောဧဝံဂေလိတရား၏အကြောင်းသည်အလင်းကိုမပေးစေခြင်းကဤလောကကိုဆိုရသောဘုရားသည်သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏ကဲလူရကတင်ချင်းမရောက်နီမျိုးစုံနဲ့စာတမာနကကျိုးစားတဲ့ကြားထဲမှာကဲတင်ချင်းရသွားတယ်နေရဲမကြတော့အဲ့လိုထိရသွားတော့မှစာတမာနကလက်မလျှော့ဘူးနော်လက်မလျှော့ဘူးဘာလို့တလဲဆိုတော့ကျွန်တော်ကြည့်အောင်နော်ကျွန်တော်အဲ့ဒီအစင်ကတွေ့ကိုခန္ဓာကဖျားပိတ်မှန်တော့ဖြစ်တယ်ကဲအဲ့ဒါတစ်ချက်အဲ့ဒါကိုဒီကိုတုံးအငယ်16စက္ကွန်ဖတ်ပြအောင်နော်အဲ့ဒီစာတမာနကပိတ်မှန်တော့ဖြစ်စီတဲ့နေရာမှာအလုပ်လုပ်ပြီဒီကော3ငယ်16စက္ကွန်သင်တို့သည်ဘုရားသခင်ဗိမာန်တော်ဖြစ်ကြသည်ကို၎င်းဘုရားသခင်ဝိညာဉ်တော်သည်သင်တို့ထဲ၌ကျင့်ဝတ်တော်မူသည်ကို၎င်းမသိကြသလောအကျဉ်သူသည်ဘုရားသခင်ဗိမာန်တော်ကိုဖျက်ဆီးထိုသူကိုဘုရားသခင်ဖျက်ဆီးတော်မူလိမ့်မည်ဘုရားသခင်ဗိမာန်တော်သည်တန်ရှင်းရ၏သင်တို့သည်လည်းထိုဗိမာန်တော်ဖြစ်ကြ၏အာမင်အဲ့တော့သူရဲ့ခန္ဓာကိုယ်ကဘုရားပိတ်မှန်တော်အစဉ်ထိရှိတယ်ဘုရားပိတ်မှန်တော်ဖျားပိတ်မှန်တော့ဖြက်စီးတော့သူဖျားဖြက်စီးမယ်တဲ့နော်အဲ့တော့အဲ့ဒီဖျားပိတ်မှန်တော့ဖြက်စီးအောင်စာတန်လောက်တာတကယ်တော့လေကဲတိကိုငါတိကနေငါဖတ်အောင်နော်မတရားသောမိထုံတာမညမဟုတ်အဖ၏မယားကိုသိယူခြင်းဤဟုသောသာသနာပလူတို့တင်ပင်မကြားရသောမိထုံ၌မှီဝဲသောသူသည်တင်တို့တွင်ခြိချောင်းကိုအနှံပြကြော်တော့ကြ၏ထို့သို့ပြုသောသူကိုတင်တို့ထဲမှနှင်ထုတ်မည်အကြောင်းစိတ်မတော်ညီးတွားခြင်းတို့ကိုမပြုမာနထောင်လန်းလျက်နေကြ၏ထို့ကြောင့်ငါသည်ကိုခန္ဓာအပြင်တင်တို့နှင့်ကွာလည်းရှိတော်လဲဝိညာဉ်အပြင်မကွာကိုယ်တိုင်တင်တို့နှင့်တူရှိတဲ့ကဲ့သို့ထို့သို့ကျင်သောသူကိုယခုပင်ငါစီရင်သည်ငါစီရင်ချက်ဟုမူကားငါတို့သခင်ယေရှုခရစ်၏အခွင့်အပြင်တင်တို့သည်ငါဝိညာဉ်နှင့်အတူစူးစီးစည်းဝေးပြီးမှငါတို့သခင်ယေရှုခရစ်၏ခရီးတကိုးတော်ကိုအမိပြု၍ထိုသူ၏ဝိညာဉ်သည်ယေရှုခရစ်၏နေရ၌ကယ်တင်ခြင်းသို့ရောက်နေကြောင်းသူ၏ကိုယ်ခန္ဓာပျက်စီးဖို့ရာသူ့ကိုစာတန်လက်သို့အနှံကြစေဟုငါစီရင်၏ကဲပိတ်မှန်တော့ဖြက်စီးတော့နော်စာတန်လက်ထအဲ့ဒါနော်ဒီမှာကောရိန္သုမြို့မှာကောရိန္သုအတင်းတို့တည်ထောင်တာပေါလုဖြစ်တယ်ပေါလုကအသက်ရှင်တည်တယ်အဲ့တော့ပေါလုအသက်ရှင်တည်တဲ့ချိန်မှာထောင်ထဲမှာရောက်နေတယ်ကောရိန္သုအတင်းတော်မှာသူ့ဖေမရောက်တင်ပိုက်တယ်သူ့မွေးတဲ့မိခင်တော်မဖြစ်နိုင်ဘူးနော်မိထွေးပဲဖြစ်ဖို့များတယ်မရောက်တင်ပိုက်တော့မာနထောင်နေတယ်တဲ့တာတနာပါလို့မကြာချီလောက်ဖြစ်နေတယ်အဲ့ဒီအမှုဘယ်လိုစီမလဲတဲ့ပေါလုစီစာရေးတော့ပေါလုကသူ့တပေါ်နဲ့မဆုံးဖြတ်ဘူးသူအမှုကိုတဲ့ငါဝိညာဉ်နဲ့အ
တူစီဝေပြီးမှဆိုတာလေငါဝိညာဉ်နဲ့ဖျားစီမှာစွတ်တောင်းပြီးမှဖျားစီကအတန်ကြာတီဆောင်ငါဝိညာဉ်နဲ့အတူနေရရတဲ့စာအဲ့ဖတ်ပြီးမှငါဝိညာဉ်နဲ့အတူစီဝေပြီးမှထိုတူဤအမှုကငါစီပြီးတဲ့စီချောက်မကထိုတူဤဝိညာဉ်ကိုယေရှုခရစ်ဤနိယ၌ကဲတင်ချင်းတို့ရောက်မိအကြောင်းသူရဲ့ကိုခါနာဖြစ်စီပွက်တဲ့စာတန်လက်တို့အနာစီကဲစာတန်လက်ထအလိုက်ဒီဆွေသူရဲ့ကိုခါနာပိမှန်တို့ဖြစ်စီတော့ပိမှန်တို့ဖြစ်စီတော့သူအပြစ်လို့ဖြစ်စီတဲ့ဖက်မှာလောက်တာနော်ဖယားကဖြစ်စီမဆိုစာတန်လက်တို့ဖယားကအလိုက်ဒါဖြစ်စီပြီပဲမကြမ်းမဖြစ်မယ်နေမကောင်းဖြစ်မယ်စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုရုပ်ပိုင်းဆင်းရဲမှုအားလုံးကဝါမျိုးတော့အဲ့ဒါကကဲတင်ချင်းရပြီးမှစာတန်လက်ထဲရောက်တော့ခရိယာများလို့ခေါ်တယ်ကဲဝိညာဉ်ကတော့ပြောချင်တာတော့ဝိညာဉ်အမခံချက်ခရိယာဒီကတိအစစ်ရတာနဲ့လေအိုးကဲတင်ချင်းမရှုံးဘူးဆိုတာအပိလို့ရတဲ့လိုင်းဆိုင်ဟောနော်လက်မရထားတယ်လို့ပေါ့လက်မရထားတယ်လို့ကြိုက်တယ်လို့တုံးချတဲ့ခရိယာဒီလေရှိကောင်းရှိနေတယ်ရှိတယ်ဒါကြောင့်တကယ်လဲဝိညာဉ်ထဲမှာကဲတင်ချင်းတကယ်ရောက်ပြီးဆိုရင်မရှုံးဘူးဆိုတော့ကျွန်တော်တွေ့ရတယ်ဒီတစ်ချက်ကဲအဲ့ဒါကအမိဆုံးမအနေဆုံးမအလေလာဒီစင်နော်ဒီကနေထွက်ရတော့မယ်ထွက်ပေါက်ရှိတယ်ထွက်ပေါက်ကြောင့်ဒီနေ့မနေ့ကိုအဲ့ဒါပြီးအောင်ကျွန်တော်ခီးအောင်ဆွဲသွားချင်လို့အမြန်ဆုံးနဲ့တွားနေတာဖြစ်တယ်ဒီအခြေခံကနေတွားမှအမွေမရတာပါကြောင့်လဲဆိုတာရှင်းလဲအဖြစ်တီကိုခေါ်တော့မယ်နော်အောက်ခြေကနေကျွန်တော်လိတ်လာပြီးမှဟိုထိခေါ်တော့မယ်ကောင်းကင်တိမြကြီးတိကဲကျန်ပိုက်ပဲမှာထားကျွန်တော်ဖိုင်ကြလို့နော်တမီဖပြီးအဲ့ဒါတော့ဖပြီးလေတိကိုစငါ45ကနေ49ဖပြီးကျမ်းစာလာဒီကရှေးဥစွာသောလူအာဒံသည်အသက်ရှင်သောတတဝါဖြစ်၏ဟုလာသည်ယခုတွင်နောက်ဆုံးဖြစ်သောအာရံမူကအသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏ဝိညာဏကိုယ်သည်ရှေးဥစွာဖြစ်သည်မဟုတ်ဇာတိပဂတိကိုယ်သည်ရှေးဥစွာဖြစ်၏နောက်မှဝိညာဏကိုဖြစ်၏ရှေးဥစွာသောလူသည်မြေကြီးကဖြစ်သောကြောင့်မြေသားဖြစ်၏ဒုတိယလူမူကကောင်းကင်ဘုံကဖြစ်တော်မူသောသခင်ပေတည်းကဲကျမ်းစာအိုလုံးမှာအာတန်နဲ့ရောက်နေပဲချုပ်ထားတယ်ပထမအာတန်ကမြေကြီးမြေသားနောက်ဆုံးလူကကောင်းကင်ဘုံကဖြစ်တဲ့သခင်ကပောက်ချန်နိခွင့်မှာမိမုံနဲ့ဖန်ဆင်းတယ်အဲ့ဒါကမြေသားမတေတိ16မှာကြည့်ရချင်မှာဤပရိတရီကားတဲ့တန်ရှင်တော်ဝိညာဉ်တော်ကြောင့်ဖြစ်၏ဆိုတာကမြေကြီးမယူပဲကောင်းကင်ဘုံကဖျားတော်ရှင်တော်ဝိညာဉ်တော်ကမိခင်ရဲ့ဝန်ထဲမှာပရိတရီဆွဲဆိုဖန်ဆင်းတာအဲ့ဒါကောင်းကင်ဘုံကဖြစ်တဲ့တခင်အဲ့ဒီပုံကြည့်အောင်အဲ့ဒါယေရှုခရစ်တော်အဲ့တော့ပထမအာတန်ကအချိန်ကြီးကြည့်မယ်နော်ကျွန်တော်ပထမအာတန်ရဲ့အတက်တာကိုပြန်သွားမယ်ပထမအာတန်ကတကယ်အာတန်ဖြစ်တယ်နော်အဲ့တော့အဲ့ဒီအာတန်ရဲ့အတက်တာကိုပြန်ကြည့်မယ်ပထမအာတန်မှာနော်ဖယားကဘာလုပ်ထားတယ်လဲဆိုရင်သူရဲ့အတက်ကအမြင့်ဆုံးမအနေဆုံးမအလေလနဲ့ဖန်ဆင်းထားတယ်အတက်ပင်ဆိုင်မအိုမနာမတေးရှင်းသွားမယ်ကောင်းမကောင်းပင်ဆိုင်တေးမယ်အဲ့ဒါကဖယားကရွေးချယ်เสียပေးထားတယ်ကပဥကျန်အခန်းကြီးနော်နိအငယ်ရှိကိုမဖတ်နဲ့တော့ကပဥကျန်အခန်းကြီးနိ15စက္ခု
အဲ့ဒါပဲမှထားလိုက်ဥယျင်အလယ်မှာတဲ့အသက်ပင်လည်းရှိတယ်ကောင်းမကောင်းတိကျွမ်းအပင်လည်းရှိတယ်ဥယျင်ထဲမှာစားစရာအများကြီးပေးထားတယ်အဲ့ဒီဥယျင်အလယ်မှာရှိတဲ့အသက်ပင်နဲ့ကောင်းမကောင်းတိကျွမ်းအပင်ထဲမှာဖယားကတာမိထားတာကောင်းမကောင်းတိကျွမ်းရအပင်ရဲ့အတီးကတော့မဆာရကပောက်ချန်နိစက်ခုမှာပြောထားတယ်နော်စာတော်နိမှာဧကံအမှန်တေမယ်ကဲအသက်ပင်ကတော့စားလို့ရတယ်အဲ့ဒီအသက်ပင်ရဲ့အတီးကိုဆိုင်ရှင်းသွားမယ်အာတန်ရဲ့ကိုခန္ဓာကနှစ်ပိုင်းရှိတယ်ဝိညာဉ်တက်ကမအိုမနာမတေအာတန်ဝိညာဉ်ခန္ဓာကိုကတော့အမြင့်ဆုံးမဟုတ်ဘူးအနေဆုံးမဟုတ်ဘူးရွေးချယ်ဖို့အာတန်ရဲ့စိတ်နှလုံးကအမြင့်စိတ်နှလုံးကလွတ်လပ်ခွင့်ပေးထားတာဖျားလည်းမပိုင်ဘူးစာတန်လည်းမပိုင်ဘူးအာတန်ပိုင်တယ်အာတန်ပိုင်တယ်တွေ့စိတ်ဆန္ဒလေရွေးချယ်ခွင့်အဲ့တော့ကောင်းမကောင်းပင်ဆိုင်ကောင်းမကောင်းပင်အတီးကိုဆိုင်တေးမယ်ဖျားပြောတယ်အတက်ပင်ရဲ့အတီးကိုဆိုင်မအိုမနာမတေရှင်းသွားမယ်ခေါရတေးရသွားမယ်အိုးဖျားနဲ့စူးစမ်းနေညာရောက်သွားမယ်တမီဖတ်ပေးရောက်အဲ့ဒီအတက်ပြန်တီးဆိုင်ပါရသွားမလဲဆိုတာတွေ့တောက်ခန္ဓာကိုပါရမလဲဆိုတာဖတ်ကြအောင်ကပ္ပဦးကျန်ခန်းကြီး3အငယ်20နိဖတ်ပေးအောင် ဝါဦးကျန်ခန်းကြီး3အငယ်22ထရရှင်ဘုရားသခင်ကလည်းလူသည်ငါတို့တင်တဘာဘာကဲ့သို့ဖြစ်၍ကောင်းမကောင်းတိတတ်ယခုမှသူသည်ထာဝရတက်ကိုရခြင်းကလက်ကိုဆန့်လျင်အသက်ပင်အသေးကိုယူ၍မစားသင့်ဟုမိန့်တော်မူ၍ ကဲထာဝရအတက်ကိုရဖို့တဲ့လက်ကိုဆန့်၍အတက်ပင်ရဲ့အတီးကိုမစားဒါဆိုအတက်ပင်အတီးဆိုင်ထာဝရတက်ရတော့မလဲခန္ဓာမတေပဲမအိုမနာအိုးရောက်တော့မယ်ကောင်းမကောင်းပင်စားတေးမယ်ကောင်းမကောင်းတင်ပင်စားပြီးမှရေးတာအဲ့ဒါကောင်းမကောင်းပင်စားပြီးဆိုအတက်ပင်စားလို့မရဘူးအတက်ပင်စားပြီးကောင်းမကောင်းပင်ကိုစားခွင့်မရှိတော့အဲ့ဒါအာတန်ရဲ့အတက်ကအမြင့်ဆုံးမဟုတ်ဘူးအနေဆုံးမဟုတ်ဘူးအလေလနဲ့ဖန်ဆင်းပေးထားတယ်ရွေးချယ်ခွင့်ပေးထားတယ်ဒါမဲ့အာတန်ကရွေးချယ်တာစာတန်စကားကိုနားထောင်တော့တည်တဲ့ဖက်မှာရွေးချယ်သွားတယ်ကာတာပထမအာတန်ရဲ့အစင်တန်အမြန်သွားမယ်ပြာရိကျန်ခန်းကြီး3 15ကနေ19ဖိုင်အောင်နော် ဒါရီကျခန်းကြီး3 15မှ19တင်းအကျင့်ကိုငါတိဤတင်းဒီအေးမဟုတ်အခုမဟုတ်ဒီကိုငါတိဤအေးချင်းဖြစ်စေပူချင်းဖြစ်စေတခုခုကိုငါလိုရှိထို့တို့အေးမဟုတ်အပူမဟုတ်နှွေးယုံရှိသောကြောင့်ငါ၏ခုတွင်သည်တင့်ကိုထွေးလူပြီးတင်ကလည်းငါသည်ဥစ္စာရတတ်၏ဘာနာများကိုစီးပူးပြီးတစုံတစ်ခုကိုမျှမလိုဟုပြောဆို၍ကိုယ်တိုင်ပင်ပန်းခြင်းတနာပွဲဖြစ်ခြင်းဆင်းရဲခြင်းမျက်စိကန်းခြင်းအဝိချီးစီးရှိခြင်းဖြစ်သည်ကိုမသိပါတကားတင်ဒီဥစ္စာရတတ်ခြင်းကမိနှင့်ချွတ်ပြီးသောရွှေကို၎င်းအဝိချီးစီးရှိ၍သူတစ်ပါးရှိတွင်မရှက်စေခြင်းကခြုံစရာဖို့ဖြူသောဝတ်ကို၎င်းငါထံမှဝယ်လော့သင်ဤမျက်စိမြင်စေခြင်းကမျက်စိ၌မျက်စင်းခတ်လောဟုသင်အားငါသည်အကြံပေး၏ကဲငါချစ်မြတ်သောရပြီအခုဒီမှာကြည့်ဝိညာဉ်ကတင်ချင်းရတဲ့အစင်ကအေးမဟုတ်အပူမဟုတ်နွေရောအာတံပထမအာတံကဝိညာဉ်အတက်ကထာဝရခန္ဓာကိုယ်အတက်ကအမြင့်ဆုံးမဟုတ်ဘူးအနေဆုံးမအလေလအတက်ပင်ပေးထားတယ်ကောမကောပင်ပေးထားတယ်ရွေးချယ်ခွင့်ကဲ
对性的龙越切可比他的，给他是因，给定亲呀多对也性的龙天嘛，喏，性的龙天嘛，给定亲呀多对也性的龙天嘛，撒旦你路လက်ခံလို့ရတယ်ခရစ်တော်လက်ခံလို့ရတယ်ခရစ်တော်လက်ခံရင်အမြင့်ဆုံးအတက်ရသွားပြီကဲဧဖက်တုံ19 ယုံကြည်ခြင်းအပြင်ခရစ်တော်သည်တင်တို့၏စိတ်နှလုံးထဲ၌ကျင့်ဝတ်တော်မူမည်အကြောင်းဘုန်းတော်ကြွယ်ဝပြည့်စုံခြင်းနှင့်ညီလျော်စွာတင်တို့အားပေးတော်မူ၍မေတ္တာ၌စိုက်ပျိုးခြင်းတိုက်မြင့်လေကြတည်ခြင်းရှိသဖြင့်ကဲယုံကြည်ခြင်းအပြင်ခရစ်တော်သည်တင်တို့၏စိတ်နှလုံးအထဲ၌ကျင့်ဝတ်တော်မူမည်ကြောင်းအမြင့်ဆုံးရောက်သွားပြီပုံတော်ကြွယ်ဝခြင်းအပေါ်လုံးကအလျာအနာအနက်အမြင့်ပိုင်းခြားပြီးတည်နိုင်မည်အကြောင်းတဲ့ကဲအဲ့တော့ဒီနေ့အဲ့ဒီပုံတော်ကျွယ်ဝတဲ့နေရာရောက်သွားပဲအဲ့ဒီဖျားတီးတူတီဖျားခန်းစားတူဖျားဖြစ်တူဖြစ်လာတယ်ဒီအငယ်စကိုတီအေဖက်တော့ရှော့ဖိုင်အဲ့မှာစကိုမှာဖျားခင်ပြဆုံးတော်မူခြင်းနဲ့အညီပြဆုံးကြမည်အကြောင်းဆိုတာလေကုန်းကင်ပေါ်မရောက်ခင်ကုန်းကင်ပေါ်မှာဖြစ်တဲ့ဖျားနဲ့အတူပြဆုံးသွားမယ်ဆိုအဲ့ဒါကစိတ်ထဲမှာဖျားကျင်ဖို့တိုင်အဲ့ဒီအစီရောက်တော့အမွေရတယ်လည်းရောက်တော့အမွေလိုက်တင်ပြီးသားဒါတကွက်ပြန်ဝင်ပြေးတာဒါမဲ့အဲ့ဒီဒီနေ့ထပ်ဖို့ရတဲ့ထပ်ပေါက်နှစ်ခုရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကဲတင်ချင်းရပြီငရဲမကြဘူးကိုယ်နာမည်ကောင်းကစေဝီအပိခွန်ချီရတယ်အလုံးတော့ပြင်မှာစိတ်နှလုံးထဲမှာစာတန်လက်ခံမလားစိတ်နှလုံးထဲမှာတော့ခရစ်တော်လက်ခံမလားဆိုအခုရွေးတဲ့ချိန်ရောက်လာပြီရွေးတဲ့ချိန်ခုရွေးချယ်တော့မနော်ကဲတုတ်တအခန်းကြီး23 26ဖတ်အောင်ဒီယုံကြည်သောစိတ်မပြည့်စုံ31ငါသားတင်းနှလုံးငါအားပေးလို့တင်းမျက်စိတို့သည်ငါသွားသောလမ်းကိုကြည့်မှတ်ပါစေအာမင်ကဲငါသားတဲ့ဒီစိတ်လုံးငါပေးလို့ဖခင်ကစိတ်လုံးထဲမှာနေချင်လို့တောင်းတယ်ဒီမျက်စိတို့ကငါသွားရလမ်းကြည့်ပါစေတဲ့ထာနဲ့စာတမနာကလည်းဝိညာဉ်ကတင်ချရသွားတော့မှလက်မလျှော့ဘူးကောင်းကင်ပေါ်အမွေမရအောင်ဆက်ဆွဲချဖို့အနောက်ဆက်ပြေတော့တာကဲလူက20:30ဖတ်ရအောင်လူကခန်း20နဲ့အငယ်32တင်းဤယုံကြည်သောစိတ်မပြည့်စုံ31တဖန်သခင်ဖျားကရှိမုန်ဂျုံဆန်ကိုစကားနှင့်ချတကဲ့သို့စာတန်သည်တင်တို့ကိုချရမည်အကြောင်းအခွင့်တောင်းသည်ဖြစ်၍ကဲစာတန်ကပေတရုရှိမုန်စိတ်နှလုံးတောင်းတာအဲ့တော့ပေတရုစိတ်လုံးထဲမှာစာတန်ဝင်သွားတော့ငါမတီးဘူးဆိုတုံးချင်ကြီးပဲကဲတင်ချင်းရတဲ့ပေတရုထဲမှာတော့စာတန်စိတ်လုံးထဲဝင်လို့ရတယ်ကဲတမန်တော်အခန်းကြီး9တိကနဲ့စတိကြားထက်ကရှိတယ်တပိုက်ပဲဖတ်ခဲ့မယ်တမန်တော်အခန်းကြီး9တိကနဲ့စတိအထဲမှာရှိတယ်အငယ်3ကိုဖတ်ပြလိုက်တမီအငယ်3ပေတရုကလည်းအာနနိတင်းသည်တန်ရှင်းသောဝိညာဉ်တော်ကိုလှည့်စား၍မြေကိုရောင်းသောအဖိုး၏တဖို့ကိုထိန်ဝက်မည်အကြောင်းစာတန်သည်တင်းဤစိတ်နှလုံးကိုအဘဲ့ကြောင့်ပြည့်စေရသည်။ကဲအာနိနိရှိပိရိကမြေကိုရောင်းတာအဖိုး၏တဖို့ကိုစာတန်ကဖတ်တာဖို့အာနိနိရှိပိရိကိုအခွင့်တောင်းတော့သူတို့ညကတပေါ်သူပြမှာအာနိနိရှိပိရိစိတ်လုံးထဲမှာနေရာယူတော့အချင်းချုပ်ပြောမယ်လေမယားညော့တည်သွားတယ်လေမယားညော့တည်သွားတယ်
大过撒旦个得得了，皮亚个得得了，身上去。路易森龙他妈皮亚稳端心端没，路易森龙他妈撒旦你也别得嘛，要看起戏类似的拍戏啊。要看起戏类似的。တင်တို့သည်တင်တို့အဖတည်းဟူသောမာနမှဆင်းသက်ကြ၏တင်တို့အဖ၏အလိုသို့လည်းလိုက်တတ်ကြ၏မာနသည်ရှေးဥစွာမှဆောက်၍လူသက်ကိုတတ်သောသူဖြစ်၏သူ၌သစ္စာတရားမရှိသောကြောင့်သစ္စာတရား၌မတည်မနေသူသည်မူတစကားကိုပြောသောအခါမိမိပကတိတိုင်းပြော၏မူတစကား၌ကျင့်လေသောသူဖြစ်၏မူတာ၏အဖလည်းဖြစ်၏ကဲတင်တို့အပတီဟိုတော့မာနမစင်တချိုင်တင်တို့အပဤအလိုလိုက်တချိုင်မာနတီရှုစွာမဆိုင်လူအတက်ကိုတက်တော်သူအလူလိုက်တော့သူတက်တာနော်အေးဒီမှာကြည့်အနေနဲ့ရှိပြတဲ့ကဘသူအလူလိုက်သူဆိုစာတန်ကိုသူစင်လုံးထဲမှာလက်ခံလိုက်တာလေကဲမတဲစနီ34 35ဖာယောမတဲစနီ34 35ဖာယောသက်စနစ်34 35အချင်းမွေဆိုးမျိုးတို့တင်တို့သည်အစိုးဖြစ်လျက်ကောင်းသောစကားကိုဘယ်သို့ပြောနိုင်မည်စိတ်နှလုံးပြည့်ရှိသည့်အတိုင်းနှုံးဝက်တတ်၏ကောင်းသောသူသည်ကောင်းသောစိတ်နှလုံးဘာနာရိုက်ထဲကကောင်းသောຢာတို့ကိုထုတ်ဖော်တတ်၏မကောင်းသောသူသည်မကောင်းသောဘာနာရိုက်ထဲကမကောင်းသောຢာတို့ကိုထုတ်ဖော်တတ်၏ကဲအဲ့တော့အတီးကိုကျင်းပါပင်လဲဆိုတာတီးရတယ်အတီးကောင်းရင်အပင်ကောင်းတယ်အတီးမကောင်းဆိုအပင်မကောင်းဘူးတဲ့ကဲစိတ်နှလုံးအပိရှိတည်တဲ့နှုတ်မွတ်တဲ့တဲ့စိတ်လုံးထဲမှာပါရှိတယ်ရှိတဲ့နှုတ်မွတ်တာတဲ့ကဲလူကာ23လေးကိုဖတ်အောင်လူကာ23လေးထိုအခါစာရန်သည်တပည့်တော်တစ်ကြိမ်နှစ်ပါးဝင်ဖြစ်သောယူဒရှကာယုတ်ထဲသို့ဝင်သည်ဖြစ်၍ထိုသူသည်ယဇ်ပုရောဟိတ်အကြီးများဗိမာန်တော်မှူးများထံသို့သွားပြီးလျှင်ယေရှုကိုဘယ်သို့အပ်ရမည်နည်းဟူ၍တိုင်ပင်လေ၏ကဲစာတန်ကပဲမှာဝင်တယ်ဆိုယူဒရှကာယုတ်ထဲဝင်တော့အတီးတီးတာပါတီးဆိုယေရှုတက်ဖို့သွားတယ်လေအတီးကောင်းလေအပင်ကောင်းတယ်လို့မအတီးမကောင်းအပင်မကောင်းစမစိတ်နှလုံးအပိရှိတည်တဲ့နှုတ်မွတ်တယ်ဆိုတာစိတ်လုံးထဲမှာစာတန်ဝင်လို့ရတယ်ကဲဒါဆိုပေတရုထဲလည်းဝင်တယ်အာနိနေရှိပြီးစိတ်လုံးထဲမှာလည်းဝင်တယ်ယူဒရှကာယုစိတ်လုံးထဲမှာလည်းဝင်တယ်အခုကဲတင်ချင်းရပါတယ်ဆိုတဲ့ယုံကြည်တော်စိတ်လုံးထဲမှာဝင်လို့ရမလားမရစဉ်းစားကြည့်ယုံကြည်တော်ရဲ့စိတ်နှလုံးထဲမှာစာတန်ဝင်ပါလို့တယ်လဲဆိုကြည့်အောင်ဂလာတိ9 19 20ကိုဖတ်အောင်နော်ဂလာတိခန်းကြီး9 19 20ကိုဖတ်အောင်လာတိခန်းကြီး19မှ21ဇာတိပဂရိအကျင့်တို့သည်ထင်ရှားကြ၏ထိုအကျင့်တို့မူကားသူမယားကိုပြစ်မှားခြင်းမတရားသောမိထုံ၌မှီဝဲခြင်းညဉ့်ညူးစွာကျင့်ခြင်းကိလေသာလွန်ကျူးခြင်းရုပ်တုကိုကိုးကွယ်ခြင်းသူတစ်ပါးကိုပြုစားခြင်းရန်ညှိုးဖွဲ့ခြင်းရန်တွေ့ခြင်းဂုဏ်ပြိုင်ခြင်းအမျက်ထွက်ခြင်းငင်းခုန်ခြင်းချင်းချွတ်ကွဲပြားခြင်းသင်ခွဲခြင်းသူအကျိုးကိုညှိုးဆူခြင်းလူသက်ကိုတတ်ခြင်းရှင်မျိုးကိုတောက်ကျူးခြင်းပွဲလုံခြင်းမှဆို၍ထိုသို့သောအကျင့်ပေသည်ထိုသို့သောအကျင့်ကိုကျင့်သောသူတို့သည်ဖျားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြဟုအထက်ကငါပြောနှင့်ခဲ့ပြီးဒီတိုင်ယခုပင်လည်းငါပြောနှင့်၏အာမင်ကဲဇာတိပဂရိရဲ့အကျင့်တို့မူကားဆိုတာလေ19ချက်ရေးထားတယ်အကုန်တစ်ခုမှမပါဘူးအကုန်လို့လားအဲ့ဒီလူတွေကကဲတင်ချင်းမရဘူးလို့မပြောဘူးအမွေမရဘူးတဲ့တရဖို့မရဘူးသူ့ရဲ့ကိုကဘသူကိုဖြစ်သွားစစာတန်ဤကိုဖြစ်သွားတယ်ယောမ66ဖတ်ပြရော
ယောမ66 ချထိုမှတပါငါတို့၏လူဟောင်းသည်ထိုတခနေ့တို့လဝကတိုင်မှာအသေးသက်ချင်းကိုခံမည်ဟုငါတို့သိကြ၏အကြောင်းမူကားငါတို့သည်နောက်မှအပြစ်တရား၏စီကိုမခံစေခြင်းကအပြစ်တရား ပြင်ရတယ်ခုခန္ဓာကိုမတေခင်ပြင်ရတယ်ကဲအငယ်စတိဖတ်အောင် အထက်ကသင်တို့တွင်အချို့သောသူတို့သည်ထိုသို့သောသူဖြစ်ကြတော်လဲယခုတွင်သခင်ယေရှု၏နာမတော်အားဖြင့်၎င်းငါတို့ဖျားသခင်ဝိညာဉ်တော်အားဖြင့်၎င်းဖေးကြောတန်ရှင်ဖြတ်မှတ်ရာသို့ရောက်ကြပြီ ကဲအဲ့ဒီကိုရိန္သုမြို့သားတွေဒီလိုအချင်းရှိတဲ့လူများစွာပြောင်းလဲသွားတယ်အထက်ကတင်တို့ဒီထိုးတော့တော်သူတချို့ရှိတယ်တဲ့တိုးတော်လဲဖျားခင်ဤဝိညာဉ်တော်အဖြစ်ကောင်းနော်ဒီနေ့စီချိုရတန်ရှင်းချီတို့ရောက်ကြပြီတဲ့အဲ့ဒါတန်ရှင်းနေရောက်သွားရရှိတယ်အဲ့ဒီအစိရှိတော့မှပြင်ဖျားကအမွေရတဲ့ညာတွင်တည်တယ်အမွေရကဲတာကူထပ်ပြီးမှကျွန်တော်ပုံနဲ့ပြန်ပြပြီးမှတဘောဖုန်းတရှင်းချင်တယ်နော်အဲ့တော့ကောင်းကင်နိုင်ငံမှာရောက်သွားတဲ့ချိန်မှာအမွေရတော့သူအမွေမရတော့သူဆိုတာအဲ့ဒီကဲတင်ချီရပြီးမှဒီနေ့စာတန်ကိုကဲတင်ချီရတော့သူရဲ့စိတ်နှလုံးထဲမှာလက်ခံပြီးမှကဲတင်ချီရတဲ့ယုံကြည်သူရဲ့စိတ်နှလုံးထဲမှာစာတမာနကိုအခွင့်ပေးမှသူ့ရဲ့ကိုယ်ခန္ဓာကစာတန်ဤကိုအဖြစ်နဲ့အတုံးပြုတ်တဲ့ခရိယာရှိတယ်အဲ့ဒီအတုံးပြုတ်တော်သူတွေကနော်ဒီနေ့ဘာလို့ဆိုရင်စာတန်ဤကိုဖြစ်သွားပြီဒါကြောင့်သူကတော့ကဲတင်ချင်းကတော့မရှုံးဘုရားကလှုပ်ထားတယ်ကဲတင်ချင်းလုံးဝမရှုံးဘုရားကလှုပ်ထားပေမဲ့ဒီနေ့အမွေကတော့မရနိုင်ဘူးအမွေကဲအဲ့ဒီအကြောင်းကိုတစ်ချက်ကျွန်တော်ပုံနဲ့တကွရှင်းပြခြင်းတယ်ဒီမှာကြည့်ဒီမှာဂျေဇုရောကာလအောက်ပိုင်းမှာပြန်ကြည့်မယ်နော်အောက်ပိုင်းမှာဒီမှာကြည့်ဂျေဇုရောကာလဆိုတာဒီမှာတွေ့လားအဲ့ဒီဂျေဇုရောယေရှုလဝါကတိုင်မှာအသေးခံပြီးရတယ်တန်ရှင်တို့ဝိညာဉ်တော်ကပါပေါ်မှာတွန်းလောင်းတဲ့အချိန်ကနစပြင်မှာဂျေဇုရောကာလဒီမှာမြခွက်ခုနှစ်လုံးအတင်းတို့ခုနှစ်ပါပေါ့နော်အဲ့ဒါကအတင်းတို့ကာလအဲ့တော့တရဖူရတဲ့လူလဲပရတိတုပုံပဲရောက်တယ်အဲ့တော့တရဖူမရဘူးအမွေမရတဲ့လူဝိညာဉ်လဲပရတိတုပုံရောက်တယ်အလုံးဂျတ်ကံဖြစ်တယ်ကဲအဲ့ဒီဆက်ဖတ်ရအောင်လူကာ23:30နဲ့43ဖတ်ရအောင်နော်ဆွဲထားသောလူဆိုးနှစ်ယောက်တွင်တစ်ယောက်ကသင်သည်ခရစ်တော်မှန်လျှင်ကိုယ်ကို၎င်းငါတို့ကို၎င်းကဲ့တင်လော့ဟုကိုယ်တော်ကိုကဲ့၍ဆိုလေ၏တစ်ယောက်မူကားမိမိဖော်ကိုဆုံးမ၍သင်သည်ဤသူနည်းတူအပြစ်ဒဏ်ခံလျက်ပင်ဖျားသခင်ကိုမကြောက်သလောငါတို့သည်ကိုပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍တရားသဖြင့်ခံရကြ၏ဤသူမူကားအဘယ်ပြစ်ကိုမျှမပြုဟုဆိုပြီးလျှင်သခင်ကိုတော်သည်နိုင်ငံတော်တည်နှင့်ကြွတော်မူသောအခါကျွန်ုပ်ကိုအောက်မေ့တော်မူပါဟုယေရှုကိုလျှောက်ဆို၏ယေရှုကလည်းငါမှန်ဆိုသည်ကယနေ့တွင်သင်သည်ငါနှင့်အတူပရတိတုပုံ၌ရှိလိမ့်မည်ဟုမိန့်တော်မူ၏ကဲအဲ့ဒီလူဆိုးတယောက်ကတော့ယေရှုကိုကဲ့ရဲ့တဲ့လူကတော့ကဲ့တင်ရှိရှုံးတယ်အဲ့တော့လူဆိုးတယောက်ကသူ့တငယ်ချင်းဆုံးမပြီးမှတခင်တဲ့နိုင်ငံတော်နဲ့ရှင်ပြီးကြွလာတော့ခါရဲ့အကျွန်ုပ်ကိုအောင်မေပါလို့ပြောတယ်မှာယနေ့ပင်ငါနဲ့အတူပရတိတုပုံမှာရှိမယ်အဲ့ဒါတတိယကောင်းကင်ပုံကဲအဲ့ဒီလူကစုမရဘူးတရဖူမရဘူးအတိပါမမကောင်းလေသူအပြစ်ကြောင့်တည်တာလေကဲနိကိုအခန်းကြီးစနစ်တိကနဲ့တုံးဖိုင်အောင်နိကိုစနစ်တိကနဲ့လေးတိဖိုင်အောင်နော်ငါသည်ဝါကြွားခြင်းကိုမပြုသင့်လျင်သခင်ဖျားပြတော်မူသောထူးဆန်းသောယူပါယုံနှင့်
ဗျာဒိတ်တော်များကိုတဖန်ပြောအောင်မည်14နှစ်ထက်ကခရစ်တော်၏တပည့်ဖြစ်သောလူတစ်ယောက်ကိုတတိယကောင်းကင်သို့တိုင်အောင်ချီဆောင်သည့်အကြောင်းကိုငါသိ၏ထိုအခါသူ၌ကိုယ်ခန္ဓာပါသည်မပါသည်ကိုငါမသိဖျားသခင်သိတော်မူ၏ထိုသူသည်ပရတိတုပုံသို့ချီဆောင်ခြင်းကိုခံရ၍လူမပြောအပ်မပြောနိုင်သောစကားကိုကြားသည့်အကြောင်းကိုငါသိ၏ထိုအခါကိုယ်ခန္ဓာပါသည်မပါသည်ကိုငါမသိဖျားသခင်သိတော်မူ၏ ကဲခရစ်တော်တပည့်ဖြစ်တော်သူတယောက်ဆိုပေါလုပြောတာအဲ့ဒါကျမ်းပိုက်ပဲမှာတမန်တော်ခန်းကြီး1430ကနေ20မှာဇုတရမြို့မှာပေါလုဟောလုအမိဝန်တဲကလမ်းမလျှောက်ပဲနဲ့မွေးလာတော့သူတယောက်ကိုယုံကြည်ခြင်းရှိတယ်လို့တီးပြီးစိတ်ရှိမှထားရလမ်းလျှောက်လို့ဆိုတာအဲ့ဒီဇုတရမြို့မှာသူကလမ်းလျှောက်ပြီးနမိတ်လက္ခဏာဖြစ်သွားတော့အဲ့ဒီမြို့သားကလူလက်ဖျားကလူယုံဆုံးပြီးလာဟောနေပြီးဆိုသူ့ပူဇော်ဖို့လာတယ်ဆိုမှပေါလုကအဝတ်ဆိုပြီးမှညီကိုတို့မီလူလူပဲတွေ့တာလေရှိတဲ့လောကီတာဒီပဲငါ့ကိုမကူကွယ်ရဘူးငါပြောတဲ့ယေရှုကိုယုံရမယ်သူတို့တားမြစ်လိုက်စမှနောက်ဆုံးအချင်းချုပ်ပြီးဆိုပေါလုကိုကြောက်ခဲနဲ့ပေါက်တတ်တယ်တော့အဲ့ဒီမြို့ပြင်မှာတေးပြီးဆိုပြီးဆွဲထုတ်တဲ့ချိန်မှာတွေ့ဝိညာဉ်ကပရတိတုပုံရောက်သွားတယ်ပရတိတုပုံရောက်သွားတော့နော်ဒီမှာကြည့်ပေါလုဆိုတာတရဖူရတယ်နိတိမောတေခန်းကြီးလေအငယ်ရှိမှာယခုမှစာရွက်တမတရဖူတီငါအတွက်တူထားပြီးပြီလေလောင်ထားပြီးပြီလေပေါလုကတရဖူရတယ်ခရစ်တော်နဲ့အတူတည်တဲ့လူစုကတရဖူမရဘူးဒါပေမဲ့လူစုလည်းပရတိတုပုံပေါလုလည်းပရတိတုပုံအဲ့ဒါပေါလုဖြစ်တယ်တာကြုံတမန်တော်ပေါလုလူရေးလာလေတီကောစငါအငယ်ကိုမငါတမန်တော်လို့မခေါ်တတ်ဘူးတဲ့အထက်ကအတင်းတို့ညီစေတော့သူဖြစ်တယ်လို့ပြောတယ်နော်တမန်တော်ထဲမှာအငယ်ဆုံးတမန်တော်ဖြစ်လို့ပြောနေတယ်ပေါလုကလေတာကြုံပေါလုတမန်တော်ပေါလုလူရေးတယ်အဲ့ဒါပဲယူဒတ်ကာယူအစာတမန်တော်ဒီကယောတာနဲ့မတိကိုမဲနေတာတမန်တော်တိ23 26မှာဖတ်ကြည့်မတိမဲပေါက်ပေမဲ့ဖျားကမယူပေါလုရွေးတာအဲ့ဒါခရစ်တော်တပည့်ဒီကိုရင်တူတရားစာဆုံးရေးတဲ့ချက်မှာ14နှစ်ရှိသွားပြီကြော်ဖြတ်လာတာလေ14နှစ်အထက်တုန်းကခရစ်တော်တပည့်တယောက်ဆိုတာသူ့ပြောတာငါမတိဘူးဖျားသူငုံလူမပြောနဲ့မပြောအရညာခေါ်သွားတယ်လို့ပြောတာဒါကြောင့်ပရတိတုပုံကပန်းချံပဲပြာဒီကြအခန်းကြီးနိအငယ်ခွညမှာပရတိတုဥစဉ်လို့လည်းရေးတယ်အဲ့ဒါခန္ဓာကိုမလာတိဘူးခန္ဓာကိုမလာဝိညာဉ်နဲ့ပနေရတယ်ခန္ဓာကိုပယ်ခြင်းရမလဲကဲတမိဖတ်ပေးမယ်တိတက်ခန်းကြီး46ဖတ်ပေးမယ်တိတက်ခန်းကြီး46သခင်ဖျားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မြင့်အတန်ပေးခြင်းဖျားသခင်တဘိုးတော်ကိုမှုတ်ခြင်းနှင့်တကွာကောင်းကင်ဘုံမှာကိုယ်တိုင်ဆင်းသက်တော်မူ၏ခရစ်တော်၌တည်လွန်သောသူတို့သည်ထမြောက်ကြလိမ့်မည်အာမင်ကဲအဲ့ဒါကတမဟောင်းဖွဲ့တော့ပြီးတော့ပြီတမတိဖွဲ့ပဲချီဆုံးတာနော်တခင်ဖျားတီကြွေးကြော်ခြင်းကောင်းကင်တမန်မြင့်အတန်ပေးခြင်းဖျားသခင်တဘိုးတော်မှုတ်ခြင်းနဲ့တကွာကောင်းကင်ပုံမှာကိုယ်တိုင်ဆင်းသက်၍ခရစ်တော်၌တည်လွန်သောသူတို့သည်ထမြောက်ကြလိမ့်မယ်ပရိတိတုပုံမှာဝိညာဉ်တက်ပဲရောက်နေတယ်ခရစ်တော်အတင်းတော်ချီဆောင်ဖို့လာရခြင်းမတေပိတာဖွဲ့ပဲပြောနေတာနော်အဲ့ဒီအဖွဲ့ဒီကဝိညာဉ်ဒီကိုတကျူရညာတင်းကျပ်မဆင်းလာတယ်မိရှိပေါ်အဲ့ဒီတင်းကျပ်ကိုတကျူရညာထမြောက်တယ်နိပကမွေးလာတဲ့ခန္ဓာကိုမယူဘူးကဲပေကနဲ့ခန္ဓာကိုလဲဆိုရင်နိကောအခန်းကြီးငါတိကနဲ့လေးမှာဖတ်တယ်မဖတ်နဲ့တော့ယာယီတဲဖြစ်တော့ငါတို့မိအိမ်ပြက်လင်းနဲ့ကောင်းကင်ပုံနဲ့လူလက်ဖြစ်မလို့တဲ့နေဆာထာဝရအိမ်ရှိတယ်တဲ့ငါတို့ကိုခန္ဓာအတိပန်စစ်ပြီအဲ့ဒီကိုခန္ဓာကိုအခုမပေတိဘူးကောင်းကင်ပေါ်ဝိညာဉ်ပရိတိတူပုံရောက်တော့အဲ့ဒီခန္ဓာကိုမပေးတည်ဘူးပေမပေးမလဲဆိုရင်
ကောင်းကင်ပေါ်ရောက်နေတဲ့ဝိညာဉ်တွေဒီမှာကိုတကြူရညာဆင်းလာတယ်ကောင်းကင်ပေါ်မှာဖန်ဆင်းပေးတာကျွန်တော်တို့ကိုခန္ဓာအတိအဲ့ဒါကဝိညာဏကိုလို့ခေါ်တယ်ဇာတိပကရိကိုကတော့တေတနာကြောင့်စနိခွညမှာတေတနာကြောင့်စနိခွညမှာမိကိုခန္ဓာကမိမုတ်မလာတော့ကြောင့်မိမုတ်တော့တွားရဤအပြည့်တွားလိုက်တယ်မလာတော့ဘူးဝိညာဉ်ကအရင်ပေးတော်မူတော့ဖယားကိထံတော်တော့တွားလိုက်မယ်ဆိုဒီမှာပရိတိတုပုံရောက်သွားပြီအဲ့ဒီပရိတိတုပုံရောက်ပြီးတာဝိညာဉ်ကိုဒီသူကိုတချို့ရညာဆင်းလာတယ်အဲ့ဒီကောင်းကင်ပေါ်မှာငါတို့ကိုခန္ဓာကတင်ချရတဲ့လူတန်ရဲ့ကိုခန္ဓာဖန်ဆင်းထားတယ်အဲ့ဒီခန်းစင်းတဲ့ကိုခန္ဓာနဲ့ဝိညာဉ်ကပဲမလာပေါင်းစတင်ကျမှာပေါင်းပြမှာထမ်းရောက်သွားပြီကဲတီကိုဆငါ sorry တီကိုဆငါဟုတ်42ကနေ44ထိနော်အေးကိုနီးသူတေတော်သူတို့ဤထမြောက်ခြင်းအကြောင်းအရာဖြစ်၏ကိုတီစိုက်သောအခါပုတ်တက်သောသဘောရှိ၏ထမြောက်သောအခါမပုတ်နိုင်သောဖြစ်နိုင်တည်၏စိုက်သောအခါဂုံတရေပြည့်၏ထမြောက်သောအခါဂုံတရေနှင့်ပြည့်စုံ၏စိုက်သောအခါအစွမ်းမရှိထမြောက်သောအခါအစွမ်းနှင့်ပြည့်စုံ၏စိုက်သောအခါဇာတိပဂတိကိုဖြစ်၏ထမြောက်သောအခါဝိညာဏကိုဖြစ်၏ဇာတိပဂတိကိုတစ်မျိုးဝိညာဏကိုတစ်မျိုးရှိ၏ကဲတေတော်ရင်ဇာတိပဂတိကိုထမြောက်တဲ့ချိန်မှာဝိညာဏကိုဇာတိပဂတိခန္ဓာကိုဝိညာဉ်ခန္ဓာကိုဝိညာဉ်ခန္ဓာကိုကောင်းကင်ပေါ်မှာလူလက်ပြမလို့တဲ့နိစ္စထာဝရအင်းဆိုတာကိုယ့်ကိုခန္ဓာအဲ့ဒါဇာတိဝိညာဏကိုဝိညာဉ်ခန္ဓာကိုလို့ခေါ်တယ်အဲ့ဒီခန္ဓာကိုအဲ့ဒီတင်ကျမှာပေါင်းပြီးမှထမြောက်ပြီကဲထမြောက်ပြီးခရစ်တော်တရားပလင်ရှိမှအဲ့ဒီချိန်မှာစစ်စီရောပြီကဲဖတ်ပြီးမှတမီနိကိုအခန်းကြီးငါအငယ်30ဖတ်ပြီးမှနိကောခန်းကြီးငါအငယ်30အကြောင်းမူကားငါတို့ရှိသမျှသည်ကိုခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးပြစ်ကိုအသီးသီးခံခြင်းကခရစ်တော်၏တရားပလင်ရှိမှပေါ်လာရကြမည်ကဲငါတို့ကိုခန္ဓာနဲ့ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအသီးသီးအကျိုးပြစ်ကိုခံခြင်းကခရစ်တော်၏တရားပလင်ရှိမှပေါ်လာမယ်ခရစ်တော်၏တရားပလင်ရှိခရစ်တော်တရားပလင်ရှိမှအဲ့မှာစစ်စီးပြီဂလာတိ6အငယ်ရှိကိုဖတ်အောင်လာတိ6အငယ်ရှိမှာကိုမိမိဇာတိပဂတိ၌မျိုးစေ့ကျဲသောသူသည်ဇာတိပဂတိအပြင်ပုတ်ပြက်ခြင်းတိနှံကိုရရလိမ့်မည်ဝိညာဉ်တော်ပဂတိ၌မျိုးစေ့ကျဲသောသူသည်ဝိညာဉ်ပဂတိအပြင်ထာဝရအသက်ရှင်ခြင်းတိနှံကိုရရလိမ့်မည်ငါတို့သည်အာမလျော်စိမပြတ်ဖဲကောင်းသောအကျင့်ကိုကျင့်ကြကုန်အားထိုတို့တည်ကြည်၍ကျင့်လျင်အချိန်တန်သောကာလ၌အတိနှံကိုရရကြလိမ့်မည်အာမင်ကဲမိမိဇာတိပကရိနဲ့မျိုးစေ့ကျဲသောသူသည်ဇာတိပကရိပုတ်ပြတ်ခြင်းအတိနှံရမယ်ဝိညာဉ်ပကရိနဲ့မျိုးစေ့ကျဲသောသူသည်ဝိညာဉ်ပကရိအသက်ရှင်ခြင်းအတိနှံရရလိမ့်မယ်ကဲမိကြီးပွားနဲ့လုတ်သွားတဲ့ဟိုမှာသွားယူတာပြာဒီကျန်14-73ဖိုင်အောင်ပြာဒီကျန်14-73ဖိုင်အောင်တဖန်တုံကောင်းကင်အတန်ကယခုမှစ၍သခင်ဖျား၌တည်သောသူတို့သည်မင်္ဂလာရှိကြ၏ဟုရေးထားလောဟုပြောဆိုသည်ကိုငါကြား၏ဝိညာဉ်တော်ကလည်းထိုတို့မှန်ပေ၏ထိုသူတို့သည်ပင်ပန်းခြင်းငြိမ်းမြကြောင်းရှိ၏သူတို့၏အကျင့်တို့သည်လည်းသူတို့နှင့်အတူလိုက်ကြ၏ဟုမိန့်တော်မူ၏ကဲသခင်ဖျားနဲ့တည်လွန်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ပင်ပန်းခြင်းငြိမ်းမြကြောင်းတဲ့ကေကောင်းကင်ပေါ်မှာပင်ပန်းစံမလို့ဒါပေမဲ့ထိုးဆန်းတာကသူတို့ဤအကျဉ်တို့ဒီသူတို့နဲ့အတူလိုက်လာတယ်ဒါဆိုရင်မိချီပေါ်ခါနဲ့ကိုထာဝရသွားမညကြည်သွားတယ်ကဲအားလုံးကိုစဉ်းစားလိုက်ကိုနောက်လိုက်သွားတာနော်ကိုနောက်လိုက်လာတာနော်အဲ့ဒီမှာဆူရမရဆစီတော့အခုတော့လိပ်စာကိုကြောညာပြီပရိတိတုပုံမှာတော့အတူတူနေတာတိကိုအခန်းကြီး3 30 က25ဖိုင်အောင်နော်
ဖျားသခင်ကျေးဇူးတော်ကိုငါခံရသည်နှင့်အညီလိမ္မာသောဘိတုကာကဲ့သို့တိုက်မြစ်ကိုချပြီးအခြားသောသူသည်ထပ်ဆင့်၍တိဆောက်လေ၏တို့ရတွင်အဘယ်သို့ထပ်ဆင့်၍တိဆောက်သည်ကိုလူတိုင်းသတိပြုပါစေအကြောင်းမူကားယေရှုခရစ်တည်းဟူသောချလက်ရှိသောတိုက်မြစ်မှတပါအခြားသောတိုက်မြစ်ကိုအဘယ်သူမျှမချနိုင်ထိုတိုက်မြစ်အပေါ်၌ရွှေငွေကြောက်ကောင်းတစ်သားမြက်ပင်ကောက်ရိုးများကိုထပ်ဆင့်၍တိဆောက်သောသူရှိသမျှအသီးသီးလုပ်သောအလုပ်သည်ထင်ရှားလိမ့်မည်အဘယ်သို့နီးဟုမူကားဖော်ပြချိန်နေ့ရက်သည်မီးအားဖြင့်ထင်ရှားစေလိမ့်မည်လူတိုင်းလုပ်သောအလုပ်သည်အဘယ်သို့သောအလုပ်ဖြစ်သည်ကိုမီးသည်စစ်ကြောစုံစမ်းလိမ့်မည်ထိုတိုက်မြစ်ပေါ်၌ထပ်ဆင့်၍တိဆောက်သောအကျဉ်သူ၏အလုပ်သည်မြဲ၏ထိုသူသည်အကျိုးကိုခံရလိမ့်မည်အကျဉ်သူ၏အလုပ်သည်ကျွမ်းလောင်၏ထိုသူသည်အရှုံးခံရလိမ့်မည်သို့တော်လည်းမီးနှင့်လွတ်တကဲ့သို့သူသည်ကဲ့တင်ခြင်းသို့ရောက်လိမ့်မည်အာမင် ကဲကောင်းကင်ပေါ်မှာခရစ်တော်ကြားပလင်ရှိမှာမီးနဲ့စစ်မယ်အကျဉ်သူဤရွှေငွေကြောက်ကောင်းကတော့ဝိညာဉ်ပကရိနဲ့ကျဲတဲ့မျိုးစီမီးမလောင်ဘူးတိတ္တမြတ်ပင်ကောက်ရိုးကတော့ကဲအဲ့ဒီရွှေငွေနဲ့တိတ္တမြတ်ပင်ကောက်ရိုးနဲ့ခွဲပြီးပြောပြမယ်နော်ကဲတင်ချင်းရပြီးမှနော်ကဲတင်ချင်းရပြီးမှစာတန်ကိုမိမိတို့စိတ်နှလုံးထဲမှာလက်ခံတဲ့ခရိယံကတော့တိတ္တမြတ်ပင်ကောက်ရိုးကဲတင်ချင်းရပြီးမှကိုယ့်စိတ်နှလုံးထဲမှာခရစ်တော်ကိုနေရာပေးပြီးမှအသက်ရှင်တဲ့လူတွေကကတော့ခရစ်တော်နေရာပေးတဲ့လောကရွှေငွေကြောက်ကောင်းဖြစ်တယ်ကဲအဲ့ဒီကောင်းကင်ပေါ်ရောက်ရင်အဲ့ဒီနှစ်ခုကိုကျွန်တော်စစ်တော့မယ်ကဲအခုခုနပြတဲ့ပုံကိုတစ်ချက်ပြန်ပြပြီးမှကျွန်တော်တို့ဝင်ရမယ်စာတန်ကိုယ့်စိတ်နှလုံးထဲမှာနော်ဒီမှာအခုအရင်ဒီလူပြမယ်လူရဲ့စိတ်နှလုံးထဲမှာခရစ်တော်ကိုလက်ခံရင်ဒီမှာကြည့်ဒါကဝိညာဉ်ပကရိအတီးလို့ခေါ်တယ်အဲ့ဒါကရွှေငွေကြောက်အောင်ခရစ်တော်ကသူ့ရဲ့ကိုယ်ခန္ဓာကိုဒီကလေးမိုက်ကိုယ်ခန္ဓာကခရစ်တော်ကိုဖြစ်သွားပြီအဲ့ဒီခရစ်တော်ကိုနဲ့လှုပ်သွားတဲ့လူကကောင်းကင်ပေါ်ရောက်ရင်ရွှေငွေကြောက်အောင်ဖြစ်သွားပြီကဲတင်ကြီးရတော့ရတယ်စိတ်လုံးထဲမှာခရိယာစိတ်လုံးထဲမှာစာတန်ကိုနေရာပေးပြီးဆိုရင်စာတန်ကိုဖြစ်သွားပြီအဲ့ဒီလူကတိတ္တမြတ်ပင်ကောက်ရိုးဖြစ်ပြီးမှမင်းနဲ့စစ်တဲ့မီးလောင်သွားမယ်ရှုံးသွားမယ်ကဲအငယ်15ပြန်ဖတ်ပေးမယ်အငယ်15ကိုပြီးတော့မယ်နော်အရေးကြီးတာအခုခရီးစဉ်ကတော့တော်လေဟိုများပေးမယ်အမြန်အတွဲလိုက်ကိုတီးသွားစီခြင်းလို့ကဲဖတ်ပေးမယ်တမီးတီကောတော့အကျဉ်သူ၏အလုပ်သည်ကျွမ်းလောင်၏ထိုသူသည်အရှုံးခံရလိမ့်မည်သို့တော်လည်းမိနှင့်လွတ်တကဲ့သို့သူသည်ကဲ့တင်ခြင်းသို့ရောက်လိမ့်မည်ကဲအကျဉ်သူ၏အလုပ်သည်ရှုံး၏ထိုသူသည်အရှုံးခံလိမ့်မယ်တို့ရတဲ့မိနဲ့လွတ်တကဲ့သို့ကဲ့တင်ခြင်းသို့ရောက်မယ်တဲ့ကဲတင်ချင်းမရှုံးဘူးကဲအငယ်16စက္ကူစပ်ခုနအစပ်သင်တို့သည်ဘုရားသခင်ဗိမာန်တော်ဖြစ်ကြသည်ကို၎င်းဘုရားသခင်ဝိညာဉ်တော်သည်သင်တို့အထက်၌ကျင့်ဝတ်တော်မူသည်ကို၎င်းမသိကြသလောအကျဉ်သူသည်ဘုရားသခင်ဗိမာန်တော်ကိုဖျက်ဆီးထိုသူကိုဘုရားသခင်ဖျက်ဆီးတော်မူလိမ့်မည်ဘုရားသခင်ဗိမာန်တော်သည်တန်ရှင်းရ၏သင်တို့သည်လည်းထိုဗိမာန်တော်ဖြစ်ကြ၏အာမင်ကဲဘုရားခင်ဗိမာန်တော်ဖျက်ဆီးတယ်တဲ့တင်တို့ဒီလက်ထိုဗိမာန်တော်ဖြစ်ကြ၏တဲ့ကဲဖျားဗိမာန်တော်ဖျက်ဆီးလို့ကောင်းကင်ပေါ်စုကိုဖျားကဖျက်ဆီးပလိုက်နှခါဖျက်ဆီးခြင်းခါတယ်တေချာစဉ်းစားမနော်သူ့ဖေးမိမောက်တင်ပိုက်တဲ့လူကသူ့ရဲ့ကိုယ်ခန္ဓာကိုစာတန်လက်ထက်အလိုက်တယ်အဲ့ဒါခါဖျက်ဆီးလိုက်ပြီကောင်းကင်ပေါ်ရောက်တော့လဲစုရတင်ရထိုက်တဲ့အရာကိုမရဘူးတိတ္တမြတ်ပင်ကောင်းရုပ်ဖြစ်နေတော့ဖျားကဖြစ်စီပလိုက်ကဲဒီလူတွေကတော့ဒီရဲမချဘူး
给要子水，我之前按到开这些啊边哎呀明白，给第这摆拍边那么啊啦诺把定咩定干啥卡的第十批多张，对，也只了批多边，喏，啊，叫那个把地体考到没喏，马得看起是生理被拍边没喏，你当不上他们。သူမရတဲ့ဖွဲ့ပေါ့နော် နိုင်ငံတော်သားတို့သည်လည်းငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရာပြင်ရမမိုက်တဲ့သို့နှိမ့်ချခြင်းကိုခံရကြလက်တန်းဟုနောက်တော်သို့လိုက်တော်သူတို့အားမိန်တော်မူပြီးမှ နိုင်ငံတော်သားဆိုတာမရဲမချဘူးပေတော့ငူကျွေးချင်းအန်တော်ခေကြည့်ချင်းရှိအပြင်အရာမမိုက်ကဲစုမရတဲ့ဖွဲ့ကဲစုရတဲ့ဖွဲ့ဖတ်ပြီးမစုရတဲ့ဖွဲ့လူကာ73 29လူကာ73 29 ကိုကအရှိအနောက်တောင်မြောက်အရက်လေးမျက်နှာကလာ၍ဖျားသခင်နိုင်ငံတော်တွင်တောင်းရကြလက်တန်း ကဲအဲ့ဒါကတရားသခင်ဤနိုင်ငံတော်သားအဲ့ဒါစုရတဲ့ဖွဲ့သူတို့သမီးဖွဲ့နိုင်ငံတော်သားဆိုရင်စုမရတဲ့ဖွဲ့ငူကျွေးတဲ့ဖွဲ့လောင်းတစ်ခုခွဲမယ်အဲ့ဒီအကြောင်းကိုနော့ပါဆိုကပါအတိစီခေါ်တော့မယ်ဒီကောင်းကင်တီမြည်ကြီးတီအဲ့ဒါကကောင်းကင်စင်းဝင်တဲ့အသက်စာဆုံးရောက်တီနော်ခေါ်တော့မယ်ဒါကအောက်ချေမှာအပိုင်းကိုခွဲပြပြီးမှအခုဒီအစင်းရောက်တော့ပြီဒါကြောင့်ထာဝရကာလမှာငရဲမချဘူးသူတို့ဝိညာဏကိုဖြစ်တယ်အေးမအုံမနာမတေကိုခါနာဖြစ်တယ်ပဲကပါလေဘလို့မျိုးလေငူချင်းမိတန်းချင်းကပဲနေရလေအလင်းရတဲ့ချင်းပဲချင်းလေစသဖြင့်အဲ့ဒီအကျော်လိုက်ကိုနော့ပါနော်ချတာပရိနိပြန်ဆက်မယ်နော်နော့ပါချတာပရိနိနော်အလုံးခုလေနော်ကျေးဇူးတင်တယ်နော်တကယ်ကိုကျွန်တော်ကောင်းကင်ပေါ်သွားနေတဲ့လမ်းဦးကျောင်းကိုတင်ပေးနေတာဖြစ်တယ်နော်အလုံးကိုတင်နေပါလို့ဆိုရင်နှုတ်ကပရောကိုအလေးထားပြီးမှတင်ခံယူစေချင်တယ်ဒီပြတိကျမ်းဟာကောင်းကင်တိမိကြီးတိကိုသွားနေတယ်အဆုံးကိုခေါ်သွားနေတာအော်ခြေကနေဟိုးအဆုံးတိကိုအကျော်လိုက်အခုကောင်းကင်စင်းဝရအသက်စာဆုံးလမ်းကျုံသွားနေအမွေမရတဲ့လမ်းကျုံဘာကျုံမရဆိုအခုဒီနေ့မနေ့ဒီနေ့ညဝင်လာပြီအမွေမရတဲ့လူချီကိုအတွက်အပိပိုင်နေတဲ့ညချာစကန်နော်ချာစကန်ကိုရှိဒီလေပြီးကပါတီအရီချာစကန်အမောင်နဲ့အလင်းအရီဒီချာပုံချာနေကြုံလေကျွန်တော်ကြံပိတ်နေတော့ဝင်လာတော့မယ်ကဲအရောက်တဲ့ဘောဖျားကုန်စီပေးပါစီခဏလေးစွတော့ရအောင်နော်ဒီမြတ်မတော်ဖျားအသက်ရှင်တဲ့ဖျားကလူကျေးဇူးတင်တယ်ခမဲတော်ပုံပေးတယ်တာတော်ပုံပေးတယ်တန်ရှင်တော်ဝိညာဉ်တော်ပုံပေးတယ်ယေရှုနာမနဲ့ကောင်းချီးပေးပါတယ်အမွေမရတော့သူများနီရမယ်နီရအကြောင်းကိုကျွန်တော်လိတ်လာသွားနေဖြစ်ပါတယ်အလျှော့တဲ့ကိုဝိညာဉ်အလင်းပေးပါအိုးကျေးဇူးတင်တယ်တခင်ယေရှုနာမစကအနာနဲ့ပါအာမင်ကဲ